ကျွန်တော်အခုဗီဒီယိုလေးပေါ့နော်ဒီလိုအခုလိုဗီဒီယိုလေးကိုကျွန်တော်လုပ်ဖို့အတွက်ဒီမှာပေါ့နော်ဒီမှာပေးထားတဲ့ဒီမှာဇက်ကောင်လေးနဲ့ကျွန်တော်3ယောက်နဲ့ပေါင်းပြီးတော့တချမ်းအတွက်ပေါ့ဟာတာဗီဒီယိုလေးအတူလေးပေါ့နော်ရေးပေးပါဆိုကျွန်တော်ရေးခိုင်းလိုက်တယ်ရေးခိုင်းလိုက်ပြီးတော့မှဒီမှာဂျမနိုင်းမှာပေါ့နော်ဒီမှာကျွန်တော်ရေးခိုင်းလိုက်တယ်ဒီမှာဒီထဲမှာပါတဲ့ character 3ယောက်ကို short story ဟာတာလေးဖြစ်အတူလေးရေးပေးပါဆိုဒီမှာလေသူ့နေရာလေးနဲ့သူပေါ့နော်ကျွန်တော်သူ့ရေးပေးတယ်ဒီမှာကြည်ပြရဲ့နေရာလေးမှာထုတ်ပြီးတော့ဒီလိုလေး content လေးလုပ်လို့ရတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်သုံးလို့ရအောင်လို့ထုတ်တာပါစကားပြော security ထုတ်ခိုင်းရတယ်ဒါလေးကိုကျွန်တော်သူမောင်နေရာထည့်မယ်ပေါ့နော်ကြည်ပြနေရာထည့်ပြီးတော့မှကျွန်တော်ဒီမှာအတူလေးကျွန်တော်စမ်းကြည့်ကြလို့ပေါ့နော် okay ဒါလေးကိုကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီကျွန်တော်အရင်ဆုံးပေါ့နော် Telegram သွားလိုက်မယ် okay Telegram ရောက်ပြီဆိုရင်ကျွန်တော်ဒီမှာကျွန်တော်ရဲ့ဒီလောက်ထား app လေးပေါ့နော်ဒါလေးကိုကျွန်တော်ဒါလေး Chrome နဲ့သွားလိုက်မယ်ဒီမှာ Chrome နဲ့သွားပြီးတော့မှဟုတ်ပြီ enter လေးခေါ်လိုက်မယ်နော် okay ဒီမှာကျွန်တော် cinematic မှုလေးရွေးလိုက်မယ်အရင်ဆုံးကျွန်တော်ဒီမှာသူရေးထားတာကမောင်ပေါ့နော်မောင်ကစကားပြောမှဆိုတော့မောင်နေရာမှာစာထုတ်လိုက်မယ်ဟောလိုက်ရအောင် okay နော် copy ယူလိုက်မယ်ပြီးတော့ဒီမှာရွေးလိုက်မယ်နော်မောင်ဒီလိုလေးကျွန်တော်သုံးကျင်လို့ပေါ့နော်ဒါဟာတာတခန်းရလေးလို့အဲ့လိုမျိုးလေးပေါ့ပြီးတော့ face နေတယ်နော်ပြီးရင်နောက်တစ်ယောက်ထပ်ယူလိုက်မယ်နောက်တစ်ယောက်ကဘာလို့လဲဆိုတော့ကြည်ပြ okay ဒီမှာကြည်ပြပုံနေပြီးသားဆိုတော့ကြည်ပြပြောမဲ့စကားလေးကိုကျွန်တော်ယူလိုက်မယ်ဒါကျွန်တော်ဒီထဲရမယ်နော်ကာထတာကိုအဲ့တိုင်းပဲလောက်ခိုင်းနေတာဒါဆိုကျွန်တော်မှားစရာအကြောင်းမရှိတော့နောက်ပြီးတော့နောက်တစ်ယောက်ကညောက်သားဦးတန်နာကိုကိုကြောင့်ကိုပဲသွားကြတယ်ဒါဆိုကာထတာဒါတစ်ယောက်ပေါ့နော်ဒါစကားပြောတဲ့တစ်ယောက်ဒါကတော့ကျွန်တော်တခြားနာမည်ကိုထည့်မယ်နော်ကြည့်ပြမဟုတ်တော့ဘူးဘယ်သူထင်ကောင်းမလဲဆိုတော့ခိုင်ဝါထည့်လိုက်မယ်နော်โอเคနောက်တစ်ယောက်ထည့်လိုက်မယ်နောက်ထပ်တစ်ယောက်ကဦးတန်လာပြီဟဲ့ဆိုလို့နော်ဒီယူပြီးတော့အဲ့ဒါဦးတန်ဒီမှာဦးတန်ဖြစ်သွားပြီဒါဒီလိုလေးသုံးအောင်ကျွန်တော်လုပ်ထားတာပေါ့နော် app လေးမှာโอเคပြီးတော့ဦးတန်ပြီးရင်နောက်တစ်ယောက်ကမောင်โอเคဒီမှာပြီးရောပေါ်လာဆိုတော့ copy ယူလိုက်မယ်ဒီမှာကျွန်တော်နာမည်ရေးလိုက်နော်မောင်နော်ဒါဆိုကျွန်တော်အများကြီးစဉ်းစားရမလို့ပေါ့နော်ဇလန်းတူလေးလုပ်လို့ရတယ်โอเคဒီမှာနော်ကုသိုလ်များရောဆိုတော့မောင်ကရင်ထဲပဲဥတန်ကရှောင်းရင်းနဲ့ပစိုးကျုံလို့ဖြစ်သွားတယ်ဒါကြတော့ခုနကတော့စကားပြောတဲ့သူပေါ့နော်အဲ့ဒါကိုဘယ်လိုယူထားလဲဆိုတော့ခဏလေးခိုင်ဝါယူထားတယ်โอเคခိုင်ဝါနော်ဒါခိုင်ဝါပါစကားပြောသူခိုင်ဝါပေါ့နော်ဒါတော့โอเคခိုင်ဝါလက်နော်ပြီးသွားရင်ဥတန်ဟာနေဦးရှော့ကနေဖြစ်သွားပြီအဲ့မှာ copy ယူလိုက်တာဥတန်နော်ကိစ္စမရှိဘူးဥတန်ဆိုဒီမှာသွားလိုက်ဒီမှာဥတန်ကိုယူလိုက်ရပြီโอเคနော်ပြီးရင်ဥတန်ပြင်ကြည့်ပြလက်ကြည့်ပြလေဟောဒါကြည့်ပြဥတန်ပါလေဆိုတော့ဒါကြည့်ပြโอเคဒါကြည့်ပြပြီးတော့အေးပါကွာဟုတ်တော်လေးမယ်ဒါဥတ face လေးနေမယ်โอเคအဲ့တိုင်းတော့ပြလို့မယ်ဒါပြချင်ဒါမမတဘုံလာနေပြီဆိုတော့โอเคဒီမှာဒါမမနော်โอเคဒါလေးအကုန်လုံးလုပ်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီမှာ generate ထုတ်လိုက်နော်သိချင်တာကျွန်တော်ဒါထုတ်တာရမ်းကြလားမကြလားဆိုတော့ဗောနော်ဒီလိုမျိုးလေးပေါ့နော်စကားပြော secret လေးနဲ့ပေါ့နော်ကျွန်တော်ဒီ content လေးလုပ်ချင်လည်းရတယ်ပေါ့နော်ကျွန်တော်ဒီမှာ screenshot လေးနဲ့ပဲလုပ်ပြလိုက်လည်းရတယ်ကျွန်တော်လုပ်ပြမယ်ပေါ့နော်โอเคရပါပြီအတန်ရပြီဆိုတော့ကျွန်တော်ဖွင့်ပြမယ်ဒီမှာစနေပြီပေါ့နော်ဒီမှာသူဆင်းလိုက်လေးကျွန်တော်နားထောင်ပြီးတော့စာလဲတိုက်လို့ရအောင်လို့ Hey ကြည်ပြ
ဟိုမကြည့်စမ်းဦးတန်ကတော့တင်းကြံကြနေပြီဆိုတော့ပစိုးကိုအသေးချပြင်ဝစ်လို့ငါတို့သွားလောင်းရအောင် အေးလေဥတန်ကအမြဲတမ်းတန်တန်ပြန်ပြန်ပဲဒါပေမဲ့ဒီနေ့တော့အတန်းကြိုက်တဲ့ဥတန်ကိုရေဆိုရလောက်ရမှာပေါ့ နှစ်ယောက်သားဦးတန်နာကိုခိုးကြောင်ခိုးဝဲတွားကြ ဒါ တယ် ကားပြောခိုင်အောင်โอเค ဟဲဟဲမောင်မောင်နဲ့ကြည်ပြမင်းတို့နှစ်ယောက်ငါနာကိုခွက်တွေနဲ့မလာနဲ့ဦးငါပစိုးကအသေးရေးစိုးရင်ကတ်နေမှာဆိုလို့ ဟာဦးတန်းကလည်းတင်းချမ်းမရေးမဆိုရင်ကုတုမရဘူးဗျရော့ မောင်မောင်ကရေနဲ့ပက်လိုက်တဲ့အခါဦးတန်ကရှောင်းရင်းနဲ့ပစိုးကျွတ်မလို့ဖြစ်သွားတယ် ဟာနေဦးမင်းတို့ပတ်တာကရီလာဆက်ပြရီလာမတီဘူးငါပစိုးကရှောခနတ်ဖြစ်သွားပြီ ဥတန်ကလည်းရေကအေးအေးလေးပါပစိုးကျွတ်တာကတော့ဥတန်ပိုက်ပင်သွားလို့ဖြစ်မှာပါ အေးပါကွာမင်းတို့ပတ်လိုက်တာနဲ့ငါပိုက်ကကြွတ်သားရီတောင်ပေါ်လာပြီလားမသိဘူးကဲပစိုးပြန်ဝေးဦးမယ်နောက်တစ်ခွက်ထပ်မလောင်းနဲ့ဦး မရဘူးဦးတက်အေးနောက်ထပ်တပုံးလာနေနေ โอเคမိုက်တယ်နော်